အားလုံးပဲမင်္ဂလာပါ AR channel ကနေကြိုဆိုလိုက်ပါတယ်ဒီအခါကျွန်တော်မျှဝေပေးပါကတော့ဒီပေါ့အခုကမြန်မာနိုင်ငံမှာဆိုကျွန်တော်တို့ကဒီ Binance ကိုအဓိကသုံးကြတာများနေပေါ့ဒါပေမဲ့လည်းကျွန်တော်မြန်မာနိုင်ငံရဲ့ internet အနေထားရာ Binance ကိုနည်းနည်းပေါ့သုံးလို့ဝင်လို့အခက်အခဲဖြစ်တာတော့ internet ရဲ့အခက်အခဲတွေကြောင့်ကျွန်တော်တို့တွေကအခြား exchange တွေကိုလည်းကိုယ်မှာဖွင့်ထားဖို့လိုတယ်ပေါ့ကျွန်တော်ဆိုရင်တော့လက်ရှိမှာကျွန်တော်ဆိုတော့လက်ရှိမှာပေါ့ဘာတွေသုံးလဲဆိုတော့ကျွန်တော် Binance account လေးဖွင့်ထားတယ်အခုလက်ရှိကျွန်တော်ပြပေးခြင်းနဲ့ Bitcoin exchange account လေးဖွင့်ထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်အခြားမှာဆိုရင်တော့ဒီ KuCoin တို့ဒီ KuCoin တို့ MEAC တို့စသဖြင့်ပေါ့ exchange တွေကကျွန်တော်အရန်အနေနဲ့ထားရတာပေါ့ဘာလို့လဲဆိုတော့တချို့အခုဆိုရင်ကျွန်တော် error ဆိုတဲ့ဟိုဒီ error final တွေလည်းရှိရပါတော့error တွေမှာကြတော့သူကကိုကဥမာ Bybit account ထဲမှာချိန်လို့ရမယ်တို့Bitcoin account နဲ့ချိန်လို့ရမယ်စသဖြင့်ပေါ့ကို့မှာတော့ exchange account တွေအများကြီးရှိထားရင်တော့ပိုကောင်းတယ်အဲ့လိုမျိုးပေါ့ဒီ error တွေမှာကိုကဝင်လုံးတဲ့လူဆိုရင်တော့ဒီလိုအခွင့်အရေးတွေများများရှိကြတာတော့ပိုကောင်းတယ်ပေါ့ exchange တွေရှိရဆိုရင်လို့အခွင့်အရေးတွေပိုကြတယ်တကယ်လို့ကိုကတော့ trade အဲ့တော့ဖန်ကို trading ပဲလုပ်ချင်တာဖြစ်ဖြစ်ဥမာ BNB တို့ BGB တို့ပဲစုကျင်တဲ့လူဆိုရင်တော့ဒီလိုမျိုးဥမာကျွန်တော်ဆိုရင်တော့ Binance ထဲမှာဆိုရင် BNB တွေစုတယ်ဒီ Bitcoin ထဲမှာဆိုရင်တော့ကျွန်တော် BGB စုတယ်ပေါ့စသဖြင့်အဲ့လိုမျိုးစုကျင်တဲ့လူတွေဆိုရင်တော့အခုကျွန်တော်ပြပေးမယ် Bitcoin exchange account ကိုဘယ်လိုဖွင့်ရမလဲဆိုတဲ့နည်းလမ်းကိုကျွန်တော်အခုမျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ video ကကျွန်တော်တို့ဒီ description ထဲမှာပဲကျွန်တော် link ထည့်ပေးထားမယ်အခုကတော့ကျွန်တော်လူသစ်တွေဆိုရင်ကျွန်တော်တို့ပေးထားတဲ့ link အောင်ဖွင့်နေဆိုရင်တော့ကျွန်တော် trade လုပ်တဲ့အခါမှာပေါ့ကိုယ့်ရဲ့ဒီ Bitcoin account ကနေဝယ်တဲ့အခါမှာဆိုရင် commission နည်းနည်းတက်တာမယ်ပေါ့အဲ့လိုမျိုးခံစား권နေရှိတော့ကျွန်တော်တို့ link ကနေဟိုဖွင့်ပေးပါပေါ့နော်ကျွန်တော်တို့ link ကဖွင့်နေဆိုရင်ကြောက်လေကျွန်တော်တို့ဥမာ trade လုပ်တဲ့လူကိုယ်တိုင်ကလည်းဟို discount တွေရမယ်ကျွန်တော်တို့လည်း discount အနည်းငယ်ပြန်ရမှာဖြစ်တဲ့အတွက်ကျွန်တော် link ကနေဖွင့်ခိုင်းတာပါဟုတ်ကျွန်တော်တို့ခုနပြောထားလို့အထက်က link ကို copy ကူးပြီးတော့ကျွန်တော်ဒီ Chrome browser ထဲမှာသွားပြီးတော့ထည့်လိုက်ပါနော်ကျွန်တော် Chrome ထဲမှာထည့်တယ်ဆိုရင်ဒါဆိုကျွန်တော်တို့ရဲ့ဒီမှာကျွန်တော်တို့ဆိုကျော်သူ009ကနေပြီးတော့ဒီ Bitcoin account ဖွင့်ဖို့အတွက် invite လုပ်တယ်ဆိုပြီးဒီလိုမျိုးပေါ်ရင်ကျွန်တော်တို့ဒါ invite လုပ်ထားတယ်ဆိုတာပေါ်တဲ့ဟာပေါ့အဲကြရင်ပြီးရင်တော့ဒါပေါ်နေကျွန်တော်ကျော်သူ009လို့ပေါ်တယ်ဆိုတာနဲ့အောက်ကိုနည်းနည်းဆွဲချလိုက်ပြီးတော့ဥမာဒါတော့ကျွန်တော်နမူနာကတော့ကျွန်တော်ဘယ်လိုဒါဖွင့်ပြရမလဲဆိုတာအသေးသေးပြပေးမယ်ပေါ့နော်ဒါတော့ကျွန်တော်နမူနာပေါ့နမူနာကတော့ဒီ passport ကိုကတော့ပြောထားတဲ့အတိုင်းပဲအင်္ဂလိပ်စကားလုံးတွေလည်းပါမယ်အကြီးတုံးလည်းပါမယ်အသေးတုံးလည်းပါမယ်နံပါတ်တွေလည်းပါမယ်အဲ့တော့ကျွန်တော်က formula အနေနဲ့ EHG F1 ဆိုပြီးတော့ကျွန်တော်ထားတယ်ပြီးသွားရင်တော့အခုက Bitcoin account ဆိုတော့ကျွန်တော် Bitcoin လို့ရေးနိုင်မယ်ပြီးရင်ဒါဘောကကိုယ့်ဘောဒါကိုစိတ်ကြိုက်လို့ပေါ့ဒါပေမဲ့သဘောတရားမှာတော့ခုနလိုဒီလိုမျိုး add တို့ shed တို့ဒီ special ခဏန်းတွေလည်းပါရမယ်ပြီးရင်အင်္ဂလိပ်စကားလုံးအကြီးဆိုတော့ခုန E ဆိုရင်ဒါအကြီးပါတယ်အသေးပါတယ်စသဖြင့်ပြီးရင်နံပါတ်တွေပါရမယ်အဲ့လိုနှိမ့်နိုင်မယ်ပြီးရင်ဒါကျွန်တော်တို့အမှန်ချက်ပေါ့ချင်းချက်ပြီးတော့ဒါဆိုရင်ဒါဆိုပြောင်းဒီမှာပေါ်ရင်ကျော်သူ009ပေါ်တယ်ဆိုရင်ကျွန်တော်တို့ invite လုပ်ထားတယ်ပေါ့နော်ပြီးရင်ဒါကို create နှိမ့်လိုက်ပေါ့ဒါ create နှိမ့်ရတယ်ဆိုရင်ဒါကတော့ဒီသဘောတရားကိုလည်းကြော်တော့တစ်ခါလေးရှင်းပြရရင်သူကအပေါ်ကနေအခုဆိုရင်ပုံကထိတ်ဆုံးပေါ့ပြီးရင်နောက်ပုံတစ်ပုံအဲ့လိုမျိုးခါကိုသူကအစိမ့်လိုက်ရေးခိုင်းတယ်ဒါပေမဲ့ဒီ crypto locker နဲ့စိမ့်တဲ့လူတွေဆိုရင်တော့ဒါကြီးကိုနည်းနည်းကြည့်ရင်နည်းနည်းရှုပ်သွားမယ်ပေါ့ဘယ်လိုဆိုလိုချင်တဲ့နားမလဲဖြစ်သွားမယ်ဆိုတော့ပုံကဆိုရင် account နှိပ်လိုက်တစ်ဖြစ်သွားမယ်ပြီးဒါနှစ်ဆိုရင်နှစ်သူကအပေါ်ကစီထားတဲ့၃မျိုးအစင်လိုက်ကို light တူအောင်1 2 3ရွေးပေးရတဲ့သဘောပေါ့ပြီးရင် okay နှိပ်လိုက်ပေါ့ okay နှိပ်လိုက်ဆိုတော့ OTP လာမယ်ပေါ့OTP လာမယ်ဆိုကျွန်တော် OTP ကိုထည့်ပေးရမှာဆိုကျွန်တော်မေးရမှာဒါဆိုရင် email ဝင်လာမယ်အဲ email ကို copy ကူးပြီးတော့ထည့်ပေးလိုက်အောင်ပေါ့တခုရှိတာက10 မိနစ်အတွင်းမှာထည့်ရမှာပေါ့10 မိနစ်အတွင်းမထည့်နိုင်ဘူးဆိုရင်တော့ဒီအကောင့်အဲ့တက်သွားမယ်ပေါ့ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိအနေထားနဲ့ internet line ကြီးကအရင်မကောင်းဖြစ်နေတဲ့အတွက်တော့ဒါသတိထားပြီးတော့ချိန်ပြီးလုပ်ရမှာပေါ့ဒါဆိုရင်ဒါဟုတ်လက်ရှိဒါကျွန်တော်အကောင့်ကဲဒီအကောင့်နဲ့ဟိုဘောလုံး basic ရပါပြီပေါ့အဲ့တော့ကိုက verify တင်မယ်ဆိုရင်တော့ verify now နှိပ်ရမှာပေါ့ဒါပေမဲ့အခုလောဆယ်တော့ verify မတင်နေဘူးအဲ့လိုဒီလိုအဆင့်ဖြစ်သွားပြီဆိုဘာလို့လို့ရလဲဆိုတော့ဒီ Play Store ကနေပေါ့ Play Store မှာ Bitcoin ဆိုပြီး application ကိုရှိရပေါ့အဲ့ဒီကောင်ကို download ဆွဲပြီးတော့မှဒီခုနလောက်ထားတယ်ကိုယ့်ရဲ့ user name နဲ့ဒီ Gmail ပေါ့ Gmail နဲ့ password ဝင်ပြီးတော့မှ verify လုပ်ကြည့်ပေါ့သူက
ဘာဒီမိုင်းလုံးမယ်ဆိုတော့ဘာဒီမိုင်းနှိမ့်လိုက်တယ်ဆိုဘာဒီပေါ်မလဲထိတိုင်းအောင်သူအမှဝဒါဆိုရင်ကျွန်တော်ရဲ့ IP ထိုင်းဖြစ်နေတဲ့အတွက်ပေါ်မြန်မာဆိုရင်မြန်မာလို့ရွေးပေါ့နော်ပြီးရင်ဝက်စီနေရလေမြန်မာဆိုမြန်မာလို့ပဲရွေးပေါ့ဒါတော့မြန်မာနိုင်ငံလူတွေအတွက်ပြောပြတာပေါ့သူအမှဘာတွေတင်လို့ရလဲဆိုလက်ရှိမြန်မာနိုင်ငံမှတ်ပုံတင်နဲ့တင်လို့လည်းရတယ်မြန်မာနိုင်ငံ passport နဲ့တင်လို့ရတယ်မြန်မာကားလိုင်စင်နဲ့တင်လို့ရတယ်လက်ရှိတော်တော်များကအားသာချက်ပေါ့လက်ရှိမှာဘိုင်းပေးခဲ့ပေးခက်ခဲ့ဘိုင်းနဲ့ကေကမြန်မာမှတ်ပုံနဲ့တင်လို့ရတဲ့အားသာချက်တော့ရှိတယ်ဒါပေမဲ့မြန်မာမှတ်ပုံနေမှာကလူတိုင်းတော့မအောင်နိုင်ဘူးဘာလို့မအောင်နိုင်ဘူးဆိုလဲဆိုတော့ကိုယ့်ရဲ့မှတ်ပုံတင်က16နှစ်မှတ်ပုံတင်ပဲရှိတယ်ဆိုရင်လက်ရှိကိုကအသက်20ကျော်အရွယ်ဖြစ်နေတယ်ဆိုရင်မှတ်ပုံတင်ရဲ့ပေါ်ကလေးရုပ်ဖြစ်နေပြီးတော့လက်ရှိကိုကအပြင်ကလူကြီးရုပ်ဖြစ်နေတယ်ဆိုရင်ဒါကသူတို့ရဲ့ AI ကတုံးတောင်ဆိုရင်ဒါကျွန်တော်တို့ဒီ exchange တော်များ AI စစ်တာဖြစ်တဲ့အတွက် AI ရဲ့အခြေခံအစစ်မှာဆက်လိုက်တယ်ဆိုရင်ကိုပုံကြီးကလုံးဝမတူဘူးဆိုရင်အောင်ရမှာအဲ့တော့ဘာနဲ့တင်ဖို့ကျွန်တော်အကြံပြုလဲဆိုရင်တော့ကျွန်တော်ပုံမှန်ပေါ့ဥမာအသက်20ကျော်လောက်ဆိုရင်လူတိုင်းတော်တော်များကားလိုင်စင်တို့ passport တော့ရှိတယ်ပေါ့တကယ်လို့မရှိဘူးဆိုရင်တော့ကိုယ်မှတ်ပုံနေရလဲ16နှစ်ပြည့်လဲရတယ်ဆိုရင်မှတ်ပုံနေနဲ့စမ်းကြည့်ဒါပေမဲ့ तू ကတခါနဲ့မအောင်3 4 5ခါလောက်ထိတင်ပြီးတော့မအောင်သွားတဲ့ဟာတွေရှိတယ်ပေါ့နောက်ဆုံးဒါကတော့ကိုလုံးဝမရှိမှာပေါ့ဒီ passport ကိုကားလိုင်စင်တော့မရှိမှာအဲ့ကြီးကိုသုံးပေါ့တကယ်လို့ကိုကတာ passport ကိုကားလိုင်စင်တော့ရှိတယ်ဆိုရင်တော့ passport ကိုကားလိုင်စင်တော့လည်းတင်အဲ့ကောင်ကတော့အောင်ဖို့မြန်နေတခါနဲ့လည်းအောင်သွားနိုင်တယ် passport နဲ့ကားလိုင်စင်ကဒီနေ့ဆိုရင်တော့တချို့ခုနကလည်းပေါ့ရုပ်တူတယ်ဆိုတဲ့လူတွေဆိုရင်တော့တခါနဲ့အောင်သွားနိုင်တယ်မြန်မာမှတ်ပုံနဲ့တင်နေဟာတယ်ဒါပေမဲ့မြန်မာမှတ်ပုံနဲ့တင်နေဆိုရင်အဲ့လို error များတယ်ပေါ့မအောင်တာများတဲ့အတွက်ဖြစ်နိုင်ရင်တော့ဒီခုနပြောတဲ့ passport နဲ့ကားလိုင်စင်နဲ့တင်မရဘူးဆိုကို့မှာလုံးဝမရှိတော့ဘူးဆိုမှမြန်မာမှတ်ပုံနဲ့တင်ဒါပေမဲ့အဲ့မှာလေအားသာချက်အားတဲ့ချက်ကဘာထက်ရှိလဲဆိုတော့ကျွန်တော်ရဲ့လက်ရှိအတွေ့အကြုံရဆိုရင် passport နဲ့ကားလိုင်စင်နဲ့တင်ထားတဲ့လူတွေကြတော့ဒီ passport ရဲ့ကားလိုင်စင်ရဲ့ expire date မှာပေါ်မူတည်ပြီးတော့ဒီကောက်ရဲ့ KYC က expire ကုန်သွားတယ်ဆိုရင်အဲ့ဒီအချိန်ကျရင်တက်တန်းကုန်သွားဟိုပြန်တင်ပေးရမှာဥပမာကျွန်တော်ရဲ့ passport နဲ့ကျွန်တော်တင်ထားတဲ့ကောက်ကဒီ2029မှာကုန်မယ်ဆိုရင်2029ကုန်ကန်ဒီအဲ့ဒီနေ့ရောက်ရင်ကျွန်တော်ရဲ့ passport အသစ်နဲ့ဒီကောက် KYC ပြန်တင်ပေးရမယ်မတင်ပေးဘူးဆိုရင်အဲ့ဒီကောက်ကြီးကလက်ရှိမှာ withdraw ပဲရပြီ channel trading တွေမှာညာလုပ်လို့မရဘူးဆိုရင်ပြဿနာဖြစ်သွားမယ်ပေါ့အဲ့လိုမျိုးတွေရှိတယ်သူက driving license ဆိုလဲအဲ့သဘောတရားအတိုင်းပဲကိုယ့်ရဲ့ဒီကားလိုင်စင်က2032မှာကုန်မယ်ဆို2032ကုန်ကန်ကြီးကြရင် KYC ပြန်တင်မှာဆိုပြီးပေါ်လိမ့်မယ်မှတ်ပုံတင်နဲ့ကြတော့မှတ်ပုံတင်ရဲ့ကိုဒီ expire date ကဝေးတာဖြစ်တဲ့အတွက်သူတို့အသက်30မှာလဲဆိုရင်ကိုကတင်ထားတဲ့ date နဲ့ဆိုရင်နည်းနည်းပေါ်ကြားတယ်ဆိုရင်တချို့ကကျတော့ expire date ကမရှိလို့ဖြစ်နေအောင်ဒါမှလည်းသူလည်းဘယ်လိုချိန်ကျရင်ပြန်တောင်းမလဲဆိုတော့ကျွန်တော်တို့လည်းမကြုံဘူးသေးတော့မှတ်ပုံတင်နဲ့ကြတော့ expire date မရှိဘူးလို့ပြောလို့တော့ရနေလို့ဖြစ်နေအောင်ဒါပေမဲ့ကားလိုင်စင်နဲ့ passport ကကြတော့ expire date ကုန်ကန်လေးရနဲ့အသစ်ပြန်တင်ပေးမှသုံးလို့ရမယ်ဒါတော့ကျွန်တော်တခါလေးရှင်းအောင်ပြောပြတာပေါ့နော်နောက်အခုကတော့ကျွန်တော်နမူနာဆိုရင်တော့ဥမာပေါ့ကားလိုင်စင်ရှိရဆိုရင်ကျွန်တော်ကားလိုင်စင်နဲ့တင်သူအဲ့မှာဆိုရင်ပြောထားတာပေါ့ကားလိုင်စင်တော့တဲပါတော့ပေါ့မဆိုတဲ့ဘောတရားရကား driving license တင်မယ်ဆိုရင် driving license ရဲ့အရှိမျက်နှာပုံတစ်ပုံရိုက်ပြီးရင်ဒါကိုထည့်ပြီးသွားရင်ဥမာဒါရဲ့တစ်ပုံရိုက်ပြီးတင်လိုက်ရတယ်အဲ့တော့ကို့မှာရဗီဇပုံရှိရဆိုရင်ရဗီဇပုံနဲ့တင်လို့ရတယ်နောက်ပြီးသွားရင်ဒါကိုတစ်ပုံရိုက်ပြီးတော့အဲ့ဒါကိုပုံထည့်ပြီးသွားရင်ဆိုရင်ကိုယ်နဲ့လေးကိုနှိပ်လိုက်ပါတော့အဲ့ဒီပုံကနောက်တစ်ပုံကြာရင်သူကနောက်ဒီကားလိုင်စင်နောက်မျက်နှာလေးတောင်းမယ်ပြီးရင်ဒီမှာကျတော့ဒီမျက်နှာရဲ့ပုံကကျတော့အဲ့ဒါတော်မျက်နှာဝင်8 chain တွေမှာအရေးကြီးရဘာလို့လဲဆိုတော့မျက်နှာကိုဖမ်းတာပေါ့ဘာလို့မျက်နှာဖမ်းလဲဆိုတော့တော်များနောက်ပိုင်းပြဿနာတွေကသူများတွေရဲ့ KYC နဲ့အကောင့်တွေသုံးရတယ်ပေါ့ဝယ်သုံးရတယ်ဆိုတဲ့ပြဿနာတွေရှိတော့သူတို့ exchange တွေကလည်းဘာလုပ်လဲဆိုတော့ဒီ KYC ကိုတက်ချင်တဲ့အနေနဲ့လူတယောက်ကမျက်နှာနဲ့ပေါ့ဥပမာကျွန်တော်ကဒီဖုန်းမှာဒီအကောင့်ကိုဖွင့်ခဲ့တယ်ကျွန်တော်ဖုန်းသေးဝယ်တဲ့ချိန်ကျရင်ဒီအကောင့်ကို login ဝင်နေပေါ့ပြန်အကောင့်ပြန်ဝင်နေဆိုရင်ကျွန်တော်မျက်နှာကိုတောင်းတယ်တကယ်လို့တော့ဝယ်သုံးထားမယ်ဆိုရင်ကိုယ့်မျက်နှာနဲ့ဖွင့်ထားတာမဟုတ်ဘူးဆိုရင်တော့ကိုယ့်ရဲ့အကောင့်ကိုအခြားဖုန်းမှာပြန်ဝင်မယ်ဆိုအဲ့မျက်နှာကြီးကလိုသွားမယ်ပေါ့တချို့တွေဆိုရင်အဲ့လိုဝယ်သုံးကြတယ်ကျွန်တော်တို့ဝယ်သုံးတာလုံးဝအားမပေးဘူးပဲပြောရမှာပေါ့နော်လုံးဝတော့မသုံးသင့်ဘူးနောက်ဆုံးကိုယ့်မိသားစုဝင်ချင်းပေါ့ကိုမိဘတွေတော့ကိုမိမနဲ့မျက်နှာနဲ့အကောင့်နဲ့ဖွင့်နေဆိုရင်တော့ဒါကအနေနဲ့ကင်းတယ်ပေါ့ဒါပေမဲ့အဲ့ဒါတော့မှရေရှည်ကြရင်တချို့ကြတော့လည်းတင်မလားခီးဝေးသွားလို့ဒီဘက်မှာကိုကအကောက်ကမျက်နှာချက်ချင်းတောင်းနေဆိုရင်အဲ့လိုပြဿနာတွေများတော့ကိုပိုင်အကောက်ကကိုမျက်နှာနဲ့ကိုဖွင့်တာတော့စိတ်ချဆုံးပဲပေါ့အဲ့ဒါပြောလို့အဲ့လိုမျိုးတင်လိုက်ပြီးသွားရင်ဒီဘက်မှာနောက်ဆုံးသူတို့ review လုပ်တယ်ပေါ့ review ကဒီ18တော်တော်များရဲ့အားသာချက်ကတော့ဒီ review ကိုအများဆုံးနိုင်ဘက်လောက်ဆိုရင်သူတို့ကနိုင်ဘက်အတွင်းမှာပေါ့ KYC အောင်ပြန်ပြောပြီးရပေါ့အဲ့တော့ဒီလိုမျိုးဒါဒီနေ့ကျွန်တော်မျှဝေပေးချင်တာကတော့ဒီ
အိတ်ချင်းအကောက်ပေါ်ဖွင့်ပြီးအခြေခံလေးပေါ့ခုနပြောလို့ကျွန်တော်ရဲ့ဒီ link ကျွန်တော် link တွေကနေ website တွေကနေဖွင့်ပြီးခုနလိုအကောက်ရောက်ပြီဆိုတာနဲ့ဒီ Play Store တို့ဒီ Apple Store တို့မှာတွားပြီးတော့ application ပေါ့ဒီ Pickhead ရဲ့အိတ်ချင်း application ကိုတွားပြီးတော့ download ဆွဲပေါ့ဒါပေမဲ့အဲ့ဒါမှခုနလိုအခုနောက်ပိုင်းကလည်း scan application တွေရမ်းပေါ်နေတယ်ကျွန်တော်သိကြအောင်ဆိုရင်တော့သူကဒီလိုမျိုး Chrome ထဲမှာဘာလုပ်ရမလဲဆိုတော့ Pickhead ဆိုပြီးတော့နှိပ်ကြည့်ပါနော် Pickhead.com ဆိုပြီးတော့ရှာကြည့်လိုက်ရှာကြည့်လိုက်တယ်ဆိုရင်ဒီလိုမျိုးပေါ်လာနိုင်မယ်ဒါဆိုကျွန်တော်တို့လာလက်ရှိ Android မှာဝင်ထားတာဖြစ်တဲ့အတွက်လို့ဆိုရှိဒီမှာပေါ့ဒါဆိုရင်ဒီဘက်မှာရွေးလိုက်တယ်ဆို iOS ဒါလိုမျိုး official website ကနေမှသူတို့ညွှန်းနေ link ကိုတန်းသွားတာပို့စိတ်ချရတယ်ဒီမှာ Android ဆိုလည်းဒီဟာကို Play Store ကိုနှိပ်လိုက်တာနဲ့ Play Store ထဲကိုတော့ရောက်သွားလိမ့်မယ်ဒီ Play Store ရောက်သွားတဲ့ application ကို download ဆွဲတာပို့ပြီးစိတ်ချရတယ်iOS ဆိုလည်း iOS ထဲမှာ iStore ထဲကိုသွားပြီးတော့ဒီသူပေးထားတဲ့ link ကသွားပေါ့သွားတယ်ဆိုရင်ပို့စိတ်ချရတယ်လို့ဆိုရင်ကျတော့ application မှာဆိုလည်းအဲ့လိုမျိုးပေါ့ဒီ scan application တွေကနေမျိုးစုံရှိတဲ့အတွက်ကျွန်တော်တို့ကဒါကိုတတိထားမယ်ပေါ့ဒီခေတ်မှာ scan ရမ်းများတာဖြစ်တဲ့အတွက်အနေနဲ့ကိုကင်းလို့ဖြစ်အောင်ကျွန်တော်လုပ်ရမှာပေါ့ပြခြင်းနဲ့ဒီအခြေခံအချက်လေးတွေဖြစ်ပါတယ်တကယ်လို့မရှင်းတာရှိရဆိုရင်ကျွန်တော်တို့ကို comment မှာပြန်ပေးထားပါကျွန်တော်ရဲ့လေတို့ရဲ့ link ကိုလည်းဒီ video ရဲ့ description မှာကျွန်တော်ထည့်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးတာတော့ဒါလေးအကြောင်းလေးပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီများအားလုံးကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ